တဲ့သို့မဟုတ်တဲ့ဆိုတာဒီအစားအပြောစကားမှာသုံးတဲ့ကရိယာနောက်ဆက်စကားလုံးဖြစ်ပါတယ်ဟုတ်တယ်ကောင်းတယ်ပူတယ်လှတယ်ဗိုက်စားတယ်မောတယ်တဲ့နဲ့တဲ့ဘယ်ချိန်မှာသုံးမလဲမြန်မာစကားမှာဝကြအဆုံးသတ်မှာသုံးတဲ့တဲ့ဟာသူ့အရှိကလာတဲ့စကားလုံးရဲ့အတန်ပေါ်မူတည်ပြီးအတန်ထွက်ပြောင်းလဲသွားတတ်ပါတယ်ဟုတ်တယ်ကောင်းတယ်တဘာဝကြကြအတန်ထွက်နိုင်မှုအတွက်ဒီလိုလေးမှတ်သားနိုင်ပါတယ်တဲ့အတိုင်းပဲထွက်ရမယ်အချိန်အသက်ရှူတန်းကိုဖြတ်တောက်လိုက်တဲ့အသက်စကားလုံးတွေဖြစ်တဲ့ကသက်စသက်တသက်ပသက်တို့ရဲ့နောက်မှာဆိုရင်တဲလို့ပဲအတန်ထွက်ရပါမယ်ဥပမာတက်တယ်တစ်တယ်တက်တယ်တက်တယ်ဒဲလို့ပြောင်းလဲထွက်ရမယ်အချိန်နှာတန်ပါတဲ့အဆုံးသက်များဖြစ်တဲ့ငါသက်ညသက်နသက်မသက်ရသက်နဲ့တရတန်တွေရဲ့နောက်မှာဆိုရင်တော့ဒဲလို့အတန်ပြောင်းသွားပါတယ်တင်တယ်တီတယ်တန်တယ်တန်းတယ်ပယ်တယ်ကတယ်ခါတယ်စားတယ်ထိတယ်မှီတယ်လှီးတယ်ပုတယ်ပူတယ်ပိုးတယ်တွေ့တယ်ဖြေတယ်မေးတယ်ငှဲ့တယ်လဲတယ်စော့တယ်ခေါ်တယ်ပြောတယ်ညံ့တယ်ပြန်တယ်ပို့တယ်ငိုတယ်ထိုးတယ်လားဆိုတာအမေးသဘောသက်ရောက်တဲ့ဝကြအဆုံးသက်စကားလုံးဖြစ်ပါတယ် yes or no မေးခွန်းတွေမှာသုံးပါတယ်ပူလားပူတယ်ကောင်းလားကောင်းတယ်ဟုတ်လားဟုတ်တယ်ချစ်လားချစ်တယ်လွမ်းလားလွမ်းတယ်လှလားလှတယ်ဗိုက်စားလားစားတယ်မောလားမောတယ်တဝင်းတိုးလားတိုးတယ်ပျော်လားပျော်တယ်ပျော်စရာကောင်းလားကောင်းတယ်